င်္ဂလာပါရှင်။ဇူလိုင်လ25ရက်နေ့အတွက်မြို့ရဲနေ့လည်ခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့မွန်မြတ်မြင့်မို့ပါ။ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့ဆလော်ဂိန်းကြောင့်ငွေကျပ်300ကျော်ရှုံးပြီးလူငယ်တဦးကျိုးဆွဲချတေဆုံးတဲ့သတင်းအပါအဝင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မန်းလေး DEMU အမြန်ရထားပေါ်မှာစီကံမဲ့ကွန်တွေထွေးခွဲသူအမျိုးသမီးလေးဦးကိုအမှုဖွင့်အရေးယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မန်းလေးပြည်ဆွဲနေတဲ့ DEMU ရထားပေါ်မှာစကားကြေလောင်စွာပြောဆိုတာထိုင်ကုန်တွေမှာကွန်ဆာထုံးပေးကြံစီတာနဲ့အမိုက်ကွန်ဒရေးဘူးတွေစီကံမဲ့ထားရစ်ခဲ့တာတို့ပြုလုပ်ခဲ့တဲ့အမျိုးသမီးလေးဦးကိုပြည်မနာမြို့မှာရဲစခန်းမှာရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုံမှ88ကကြီးဖြင့်အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ဇူလိုင်လ20ရက်နေ့မနက်ပိုင်းကရန်ကုန်မှမန္တလေးကိုထွက်ခွာလာတဲ့အမှတ်3အစံ DEMU လူစီအမြန်ရထားအထက်တန်းအတွက်1ခုံအမှတ် 3A 3B 4A 4B တို့မှလိုက်ပါစီးနင်းခဲ့ကြတဲ့အမျိုးသမီးလေးဦးဟာအများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင်စကားကြေလောင်စွာပြောဆိုတာကိုရစားပြီးထိုင်ကုန်စစ်တွေကိုကွန်ဆာထုံးတဲ့ကွန်ဒရီတွေပေးကြံစီတာကွန်ဒရီထည့်ထားတဲ့ဘူးတွေကိုစီကံမဲ့ထားခဲ့တာတို့ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စီကံဖောက်ပြတဲ့သူတွေကိုရထားဝန်ထမ်းတွေကတွေ့မြင်ခဲ့ပေမဲ့တားမြစ်တာသတိပေးတာမျိုးမရှိခဲ့တာကြောင့်မြမမီရထားတာဝန်ရှိသူတွေအနေနဲ့အရေးယူပေးစီလိုကြောင်းခင်မောင်အမည်ရှိတစ်တော်အကောင့်ကရေးသားဖော်ပြခဲ့မှုအပေါ်ရထားရေးတပ်ဖွဲ့မှစုံစမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။စီကံမဲ့လှုပ်ဆောင်ခဲ့သူတွေဟာနေပြီးတော့ပြည်မနာမျိုးရွာကောက်ရက်ကွက်နေဒေါခင်မလွင်အသက်59နှစ်ဒေါ်ဖြူဖြူလွင်အသက်58နှစ်ဒေါ်သန်းထွေအသက်48နှစ်နဲ့ဒေါခင်သနာအောင်အသက်58နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။အဆိုပါအမျိုးသမီးလေးဦးကိုဇူလိုင်လ23ရက်နေ့ညနေ9:00နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကပြည်မနာမြို့မှာရဲစခန်းမှာ133မြေဆောင်2026ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုံမှာ88ကကြီးဖြင့်အမှုဖွင့်လက်ပြီးဥပဒေနဲ့အညီအရေးယူနိုင်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆလော်ဂိန်းကြောင့်ငွေကျပ်300ကျော်ရှုံးပြီးလူငယ်တဦးကျိုးဆွဲချတေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမြို့မြောက်ပြင်သရီမင်္ဂလာကားကွင်းအနီးမှာအခြားသူတွေထံကခိတ္တချီငါကအွန်လိုင်းလောင်းကစားဆလော့ဂိမ်းကစားရာက300ကျော်ရှုံးသွားတာကြောင့်အမျိုးသားတို့ကျိုးဆွဲချတေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ23ရက်နေ့မနက်ကမန္တလေးမြောက်ပြင်ရပ်ကွက်22လမ်းသရီမင်္ဂလာကားကွင်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတေဆုံးသူဟာနယ်နီယာမှာနေထိုင်သူတူဖြစ်တယ်လို့သိရပါတယ်။အသက်30ကျော်လောက်ပဲရှိပါသေးတယ်။တခြားသူတွေရဲ့ငွေတွေလည်းယူသုံးထားမိတယ်ကြားတယ်။ဂိမ်းရှုပ်တာတင်300ကျော်တယ်။ခုကသူ့ကိုယ်သူပန်ကာမှာကျိုးချီပြီးကျိုးဆွဲချသေးသွားတာဖြစ်နိုင်ဆလော့ဂိမ်းတွေမစော့ကြပါနဲ့လို့မန္တလေးမြို့ခံဒေသတအုပ်ကမြို့တော်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ3ရက်နေ့မနက်ပိုင်းကလည်းညောင်ရွှေမြို့မှာနေထိုင်တဲ့စနဘိန်းကားမောင်းတဲ့အသက်25နှစ်အရွယ်မောင်းလိုက်မင်းဆိုသူဟာဆလော့ဂိမ်းစော့ရင်300ကျော်ရှုံးသွားတာကြောင့်အောင်ပန်းကလော့ကားလမ်းပေါ်မှာကားရန်နာထားစဉ်ကျိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။အလားတူဘူကိုတိုင်းဗတောင်းမြို့နယ်အောက်ရှိပင်မြို့ဘူးဘတ်ကြီးရွာမှာလည်းဇူလိုင်လ22ရက်နေ့နေ့လယ်12နာရီခန့်ကအသက်40ဝန်းကျင်အမျိုးသမီးတို့နေအိမ်မှာကျိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်နဲ့ပူးပေါင်းပြီးဒရုန်းထုတ်လုပ်ရေးစက်ရုံတွေတိစောက်ရန်စီစဉ်နေတယ်လို့သမ္မတဇလန်စကီပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းရဲ့အစိမ့်မြင့်နည်းပညာတွေကိုအသုံးပြုပြီးအမေရိကန်ပြည်ထောင်စုမှာမောင်းသူမဲ့ဒရုန်းယာဉ်တွေထုတ်လုပ်မဲ့စက်ရုံတရုံတိစောက်သွားဖို့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီကပြောဆိုလိုက်ပါတယ်။အမေရိကန်လက်ယာယင်ဘလော့ဂါလိုရာလူမာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာသမ္မတဇလန်စကီကအမေရိကန်နဲ့အရရှိထားတဲ့မူလသဘောတူညီချက်ကိုအခြေခံပြီးဒရုန်းပူးပေါင်းထုတ်လုပ်ရေးကိုအမြင့်ဆုံးအကောင့်ထဲပေါ်ခြင်းတယ်လို့ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ရုရှားနဲ့ဖြစ်ပွားနေတဲ့လင်းမြစ်ကြားပြည်ပခါအတွင်းယူကရိန်းဟာအချိုးမြညီတိုက်ပွဲဝင်နေပြီဟာနဲ့ဒရုန်းနည်းပညာတီထွင်ဆက်သွယ်မှုမှာအထူးထူးယွန်ခဲ့ပြီးလက်ရှိမှာတော့ယူကရိန်းဒရုန်းတွေဟာကီလိုမီတာ3000မိုင်1800ကျော်အထိပြန်တန်းတိုက်ခိုက်နေနိုင်ပြီဖြစ်ပါတယ်။သမ္မတဇလန်စကီကတော့ဒီပူးပေါင်းဆောင်ရွက်မှုဟာနှစ်ဖက်စလုံးအတွက်အကျိုးရှိစေမဲ့ဝင်းဝင်းသဘောတူညီချက်ဖြစ်တယ်လို့ဆိုပါတယ်။အင်ဖြူရာအရာရှိတို့ရဲ့အဆိုအရသမ္မတဇလန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဇူလိုင်လ28ရက်နေ့မှာတွေ့ဆုံဆွေးနွေးမှုမပြုလုပ်မီသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုဝါရှင်တန်မှာဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းပင်တဂွန်စစ်ဌာနချုပ်ရဲ့ Drone Dominions အစီအစဉ်အရယူကရိန်းကုမ္ပဏီ6ခုက drone အစီးရေ100ခန့်စီအမေရိကန်ထံတင်ပို့ခွင့်ရရှိထားသလိုပူးပေါင်းထုတ်လုပ်ရေးအတွက်ရည်ရွယ်ချက်ကြီးညာချက် Statement of Intent ကိုလည်းသဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။